ဘေးနားကလူတွေကတော့သူတို့ဘာတွေလုပ်နေကြတာလဲဆိုပြီးအန်တားနေကြပေမဲ့ KJ ကတော့သူ့ကိုဘာလို့တက်ချင်နေရတာလဲဆိုတာနားမလည်နိုင်ဖြစ်နေခဲ့ပါတယ်။ဒါကြောင့်မို့လို့ KJ လုပ်ခဲ့တာတွေကိုသူမဘယ်တော့မှမေ့မှာမဟုတ်ဘူးလို့ Elizabeth ကပြောလိုက်ပါတယ်။သူမက KJ စီပြေးဝင်သွားတဲ့အခါ KJ ကတိုက်ခိုက်မှုကိုရှောင်တိန်လိုက်တဲ့အတွက်အေးဆက်ကြီးကိုပဲတွားခုတ်မိပြီးပျက်စီးသွားပါတော့တယ်။သူမရဲ့ဓာတ်မှာဘိုးအား10တန်းအားသွင်းထားပြီး KJ ကိုကြက်ကင်လုပ်ပစ်ဖို့အဲ့ဒီဓာတ်ကိုဖန်တီးခဲ့တာဖြစ်ကြောင်းဖွင့်ပြောပြခဲ့တယ်။ဒါပေမဲ့သူမဘာလို့ဒီလောက်မုန်းနေရတာလဲဆိုတာ KJ နားမလည်သေးတဲ့အတွက်သူမပေါ်ဘာတွေလုပ်ခဲ့လဲဆိုတာကို KJ တကယ်ပဲမေ့နေပြီလို့သူမသဘောပေါက်သွားပါတယ်။အတိတ်ကိုပြန်ကြည့်ရမယ်ဆိုရင် Elizabeth ဦးထဲကနေအကောင်ပေါက်လာတဲ့အခါချမ်းသာတဲ့မိသားစုတစ်ခုကသူမကိုမွေးစားခဲ့ပြီးအမြဲတမ်းအချစ်တွေပုံအောပေးခဲ့ကြတယ်။သူမကလည်းသူတို့ကိုပျော်အောင်လို့လက်ကွက်မျိုးမျိုးကိုတင်ယူခဲ့ပါတယ်။သူမဘဝမှာဘာအဆင်မပြေမှုမှမရှိဘူးဆိုပေမဲ့လည်းတခုခုလိုအပ်နေတယ်လို့သူမအမြဲခံစားနေရဆဲပါ။ဒီနေ့မှာတော့သူတို့အိမ်ကိုနတ်ဆိုးတစ်ကောင်ရုတ်တရက်ရောက်လာပြီးသူတို့ကိုတတ်ဖို့ပြင်လိုက်တဲ့အခါ KJ ကအဲ့ဒီနတ်ဆိုးကိုရုတ်တရက်ဝင်ရောက်တုတ်တင်ပေးခဲ့တဲ့အတွက် KJ ကိုသူမချစ်မိသွားပါတော့တယ်။သူတို့နှစ်ယောက်ကန်းချင်မှာအတူတူလမ်းလျှောက်ရင်းတနေကုန်အချိန်ဖြုံးခဲ့ကြပြီး KJ ကသူ့ရဲ့ခီးသွားတွေ့ကြုံတွေကိုပြောပြတဲ့အခါသူမကသူ့ကိုပို့ပြီးတော့တောင်သဘောကျသွားခဲ့တယ်။ KJ နဲ့အတူသူမညအိတ်ခဲ့ပြီးဒီအချိန်တစ်လျှောက်လုံးသူမလိုအပ်နေခဲ့တာအချစ်ဆိုတာကိုသဘောပေါက်သွားခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီနောက်မှာတော့ KJ ကသူမကိုထားခဲ့ဖို့ဆုံးဖြတ်လိုက်တဲ့အတွက်သူမငိုခဲ့ရပါတယ်။လက်ရှိအချိန်ကိုပြန်ရောက်လာတဲ့အခါမှာတော့ KJ သူမရဲ့နှလုံးသားကိုနင်းချေသွားခဲ့တာ6လတောင်ရှိသွားပြီလို့ Elizabeth ကပြောလိုက်ပြီးသူမဟာ KJ ရဲ့ရေးစားဟောင်းဆိုတာကိုယိုကိုသိသွားခဲ့တယ်။ Elizabeth က KJ ကိုထပ်ပြီးဝင်တိုက်ခိုက်တဲ့အတွက် KJ ကသူမရဲ့တိုက်ခိုက်မှုတွေကိုရှောင်တိန်ရင်သူမမနာကျင်ရခင်ရပ်တန်းခဲ့ရဖို့ပြောလိုက်ပါတယ်။ဒါပေမဲ့သူမကတော့ KJ စကားကိုနားမထောင်ပါဘူး။ KJ လည်းကားတစ်စီးပြီးတစ်စီးခုန်ကူးရင်သူမစီကနေထွက်ပြေးတဲ့အခါယိုကိုက KJ ကိုရက်လိုက်ပြီး Elizabeth ကိုဘသူကဆရာလဲဆိုတာပြလိုက်ဖို့ပြောပါတော့တယ်။ KJ ကရုတ်တရက်လှည့်ပြီးသူမကိုနမ်းလိုက်တဲ့အတွက်ယိုကိုအယမ်းအန်တာသွားပါတယ်။ဒါပေမဲ့ KJ ကသူမကိုဆက်ပြီးရီးတဲ့လုပ်ဖို့ပြင်လိုက်တဲ့အခါ Elizabeth ဒေါသထွက်သွားခဲ့တယ်။တကယ်တော့ Elizabeth သူ့ကိုမတက်ချင်ဘူးဆိုတာကို KJ သိပါတယ်။အဲ့ဒီအချိန်မှာရဲရရှိတယောက်ကသူတို့စီပြေးလာတဲ့အတွက် KJ ကယိုကိုကိုကောက်ချီပြီးထွက်ပြေးသွားပါတော့တယ်။ KJ ကိုတွေ့တာနဲ့တက်ပစ်မယ်လို့ကြိမ်ဆိုထားခဲ့ရင်လည်းသူမရဲ့အပြုအမူတွေက KJ ပေါ်ခံစားချက်ရှိနေသေးတယ်ဆိုတာကိုတက်တည်ပြနေပါတယ်။သူတို့လုံခြုံတဲ့နေရာကိုရောက်သွားတဲ့အခါယိုကိုကသူမရဲ့လူကို Elizabeth ကနမ်းလိုက်တဲ့အတွက်စိတ်တုန်နေပြီး Elizabeth ကတော့ KJ ကကလေးတွေကိုပါစိတ်ဝင်စားနေတာလားလို့တွေးမိသွားပါတယ်။သူဒီလိုမျိုးဘယ်တော့မှမလုပ်ဘူးလို့ KJ ကအာမခံပေမဲ့မိမကိစ္စနဲ့ပတ်သက်လာရင် KJ ကဘာမှထိန်းချုပ်နိုင်စွမ်းမရှိတာကြောင့်သူမကတော့မယုံပါဘူး။သူမကိုယ်သူမလဲဘာလို့ KJ ပေါ်ခံစားချက်ရှိနေသေးတယ်လို့မျိုးပြုမှုနေမိလဲဆိုတာကိုနားမလည်နိုင်ဖြစ်နေပြီးသူ့ကိုအခုထိခွင့်မလွတ်သေးဘူးဆိုတာကိုကိုပြန်သတိပေးလိုက်ပါတယ်။ဒါကြောင့်မို့လို့သူမခီးထွက်လာရတဲ့အကြောင်းရင်းက KJ တခုတည်းကြောင့်မဟုတ်ဘူးလို့ပြောလိုက်ပြီးနတ်ဆိုးတွေကိုနှိမ်နှင်းဖို့စီစဉ်ထားကြောင်းရှင်းပြလိုက်ပါတယ်။ KJ ထွက်သွားပြီးတဲ့နောက်မှာနတ်ဆိုးတွေကသူမရဲ့မြို့ကိုဘယ်လိုဖျက်ဆီးသွားကြလဲဆိုတာကိုတွေ့ခဲ့ရပြီးသူတို့ကြောင့်သူမရဲ့သူငယ်ချင်းတွေကိုပါဆုံးရှုံးခဲ့ရတယ်လို့ပြောပြပါတယ်။နတ်ဆိုးတွေကနေရာတိုင်းမှာပျက်စီးဆုံးရှုံးမှုတွေဖြစ်စေတယ်ဆိုတာသူမသိတဲ့အတွက်သူမလိုမျိုးတခြားသူတွေလည်းသူငယ်ချင်းတွေနဲ့မိသားစုတွေကိုမဆုံးရှုံးရလေအောင်ကာကွယ်ပေးဖို့စီစဉ်ထားတာပါ။ KJ ကတော့သူ့မှာဒီလိုရည်ရွယ်ချက်မျိုးမရှိဘူးလို့ပြောလိုက်ပြီးသူ့ညီမအတွက်ကလဲ့စားချေဖို့သာလိုလားတယ်လို့ဆိုပါတယ်။ဒါပေမဲ့လေဘေးမှာအမှတ်သားပါတယ်နတ်ဆိုးကိုဘယ်မှာရှာရမလဲဆိုတာသိလားလို့သူမကမေးလိုက်ပါတယ်။သူမကနတ်ဆိုးတွေအကြောင်းသူတေသနာလုပ်နေခဲ့တာဖြစ်ပြီးလွန်ခဲ့တဲ့3နှစ်ကသူတို့စတင်ပေါ်လာပြီးနောက်ပိုင်းနတ်ဆိုးကောင်ရေ800လောက်ကိုတွေ့ရှိခဲ့ရကအများစုကတော့လူတွေကိုတက်ဖြတ်ဖို့သာစူးစမ်းနေကြတယ်လို့ရှင်းပြပါတယ်။သူတို့မှာဉာဏ်ရည်ရန်သွေးမရှိကြပေမဲ့မကြသေးခင်ကမှစတင်ပြောင်းလဲလာခဲ့ကြပြီးမျိုးကွဲတစ်တွေကတော့ဉာဏ်ရည်နဲ့လူတွေလိုစိတ်ခံစားမှုတွေကိုပါပြသလာကြပါတယ်။သူတို့ရဲ့ကတချို့ကတော့အေးချမ်းစွာနေထိုင်ကြပြီးလိုအပ်တဲ့အချိန်တွေမှာလူတွေကိုတောင်ကူညီပေးကြပါသေးတယ်။ပြီးတော့သူမကဥချိုလေးချောင်းနဲ့အဖြူရောင်ကနာကိုရှိတဲ့နတ်ဆိုးတစ်ကောင်ရဲ့ဗီဒီယိုကို KJ ကိုပြလိုက်ပါတယ်။အဲ့ဒီနတ်ဆိုးကသူ့လက်ကိုဖိနှိပ်ငှက်ဖြစ်ပြောင်းလဲလိုက်ပြီးလူတိုင်းပေါ်လွတ်ချလိုက်တဲ့အခါ KJ အယမ်းအန်တာသွားပါတယ်။ဘာလို့လဲဆိုတော့အဲ့ဒီနတ်ဆိုးကသူ့ညီမနဲ့ရုပ်ချင်းအယမ်းစင်နေလို့ပါ။ Elizabeth ကနတ်ဆိုးရဲ့လေပင်ကအမတ်သားကိုကြည့်ခိုင်းလိုက်တဲ့အခါ KJ တယောက်စိတ်လွတ်သွားတယ်လို့ဖြစ်သွားပြီးသူခဏလောက်တယောက်တည်းနေဖို့လိုတယ်လို့ပြောလိုက်ပါတယ်။ညဘက်ရောက်တဲ့အခါဘာတွေဖြစ်နေလဲဆိုတာကိုသူလုံးဝနားမလည်နိုင်ဖြစ်နေကြောင်း KJ တွေးနေပေမဲ့အဲ့ဒီနတ်ဆိုးကိုတွေ့တာနဲ့အရာအလုံးကိုသူသိလာရမယ်လို့ယုံကြည်နေပါတယ်။ဒါကြောင့်မို့လို့နတ်ဆိုးကိုအနိုင်ယူဖို့သူပို့ပြီးတော့တောင်စိတ်အားထက်သန်လာခဲ့တယ်။နောက်တနေ့မှာတော့ Elizabeth ကသူတို့ကိုရေပူစမ်းတစ်ခုစီခေါ်သွားတဲ့အတွက်ယိုကိုအယမ်းစိတ်လှုပ်ရှားသွားပြီးအဲ့ဒီမှာလူတွေမရှိတဲ့အတွက်လည်းဝမ်းသာနေပါတယ်။အဲ့ဒီကရေတွေက KJ ရဲ့ဒဏ်ရာတွေကိုတက်တာစေလိမ့်မယ်လို့သူမကပြောလိုက်ပေမဲ့ KJ ကိုတခုခုကအနှောက်အယှက်ဖြစ်စေရဲဆိုတာသူမသတိထားမိသွားပါတယ်။ KJ ကရေကြောက်တက်တယ်ဆိုတာကိုသိလိုက်ရတဲ့အခါသူမအယမ်းအန်တာသွားခဲ့တယ်။ကုန်းပေါ်မှာနေတဲ့တိရစ္ဆာန်တွေကရေကူးတင်စရာမလိုဘူးလို့ KJ ကပြောပေမဲ့သူမက KJ ကိုရေထဲတွန်းချလိုက်တဲ့အတွက် KJ ပြာရာခတ်သွားပါတယ်။ဒါပေမဲ့ရေကတိတ်မနှက်ဘူးဆိုတာကိုသူသတိထားမိသွားပြီးရေစိမ်ရတာတက်တောင့်တက်တာရှိတယ်ဆိုတာကိုသူသိသွားပါတယ်။ Elizabeth က KJ ရဲ့ခေါင်းပေါ်ကိုရေအေးဝတ်တစ်ခုတင်ပေးလိုက်ပြီးကြက်တွေကသူတို့ရဲ့အမောက်ကနေတဆင့်အပူချိန်ကိုထိန်းညှိကြတဲ့အတွက်ဒီရေဘက်ကသူ့ကိုအပူလွန်ခဲ့တာကနေကာကွယ်ပေးလိမ့်မယ်လို့ပြောပြလိုက်တယ်။သူတို့ရေပူစမ်းမှာအပန်းဖြေနေကြချိန်ယိုကိုက Elizabeth နဲ့ KJ အရန်နီးကပ်နေတာကိုမြင်သွားတဲ့အတွက် KJ နားကနေဖယ်ဖို့ပြောလိုက်ပါတယ်။ယိုကိုရဲ့ကြောကုန်းပေါ်မှာတာဝန်ဆိုတဲ့စကားလုံးကိုဘာလို့ရေးထားတာလဲလို့ Elizabeth ကတွေးမိသွားပါတယ်။ယိုကိုက Elizabeth ကိုသဘောမကျပေမဲ့လည်း Elizabeth ကသူမကိုတပတ်တစ်ထည်ပေးခဲ့တဲ့အတွက်ပြန်ပြောပြဖို့ဆုံးဖြတ်လိုက်ပါတယ်။အိုဒါကသူမရဲ့ကြောပေါ်မှာအဲ့ဒါကိုရေးပေးခဲ့တာဖြစ်ပြီးအားနည်းသူတွေအတွက်တိုက်ပွဲဝင်ပေးဖို့ပြောခဲ့တယ်လို့သူမကဖွင့်ပြောပြရင်အိုဒါကိုတတိယပြီးငိုပါတော့တယ်။သူမက KJ နောက်ကိုလိုက်ဖို့ဆုံးဖြတ်ထားတယ်လို့ပြောလိုက်တဲ့အခါယိုကိုတယောက်ဝေခွဲမရဖြစ်နေတယ်လို့ Elizabeth တွေးလိုက်မိပေမဲ့သူမကတော့ KJ ကိုအခုထိခွင့်မလွတ်သေးဘူးဆိုတာကိုကိုပြန်သတိပေးလိုက်ပါတယ်။အဲ့ဒီနောက်မှာတော့ KJ ကရေပူစမ်းထဲမှာအချိန်ကြာကြီးနေခဲ့တဲ့အတွက်သူ့ခန္ဓာကိုယ်ကပူကျစ်လာပါတယ်။
အဲ့ဒီအချိန်မှာသူတို့ရှေ့ကိုဘလူးတကောင်ရောက်လာတာကိုတတိထားမိလိုက်ပေမဲ့တကယ်တော့အဲ့ဒါကအဲလီဇဘက်ဖြစ်နေခဲ့တယ်ရွှွတ်စိန်နာကအသားအရည်အတွက်ကောင်းလို့သူမရွှွတ်စိန်နေခဲ့တာလို့ပြောပြပြီးမိန်းကလေးတွေအကြောင်း KJ ဘာမှနားမလည်ဘူးလို့ပြောလိုက်ပါတယ်ယိုကိုအိပ်ပျော်သွားတဲ့အခါ KJ ဘာတွေတွေးနေလဲဆိုတာကိုအဲလီဇဘက်ကမေးလိုက်ပါတယ်ဒါကြောင့်သူမပြခဲ့တဲ့အဖြူရောင်နှဆိုးကသူ့ရဲ့မျက်ညံထဲကနှဆိုးနဲ့အတူတူပဲလားဆိုတာသူမသေးချဘူးလို့ KJ ကပြန်ဖြေလိုက်တယ်သူ့ညီမဆာယာလို့သူထင်ခဲ့တဲ့ဖိနစ်ငက်ကတခြားတစ်ယောက်များဖြစ်နေမလားလို့သူမကတွေးလိုက်ပါတယ်ဒါပေမဲ့အဲ့ဒီဖိနစ်ကမီးတွေလောင်နေတာဖြစ်တဲ့အတွက်အဲ့ဒါဆာယာဘယ်လိုလုပ်ဖြစ်နိုင်မလဲဆိုတာကိုအဲလီဇဘက်နားမလည်နိုင်ဖြစ်နေခဲ့တယ်ဆာယာကိုခွေးတကောင်ကြိုက်တုံးကသူကကာကွယ်ပေးဖို့စူးစမ်းခဲ့ပေမဲ့နောက်ဆုံးမှာသူပဲဒဏ်ရာရသွားခဲ့တဲ့အကြောင်းကို KJ ကပြောပြလိုက်ပါတယ်သူတေတော့မယ်ဆိုတာကိုဆာယာသိလိုက်ရတဲ့အခါသူမရဲ့စွမ်းအားတွေရုတ်တရက်နိုးကြလာပြီးအဲ့ဒီခွေးကိုအရှင်လက်လက်မီးရှို့ပစ်ခဲ့တာပါနတ်ဆိုးတွေကစင်ကဲပြောင်းလဲနေတဲ့အတွက်အဲ့ဒီဖြူရောင်နတ်ဆိုးကဆာယာကိုစားသွားတဲ့နတ်ဆိုးရဲ့စင်ကဲပြောင်းလဲသွားတဲ့ပုံစံဖြစ်နိုင်တယ်လို့အဲလီဇဘက်ကပြောလိုက်ပါတယ်ပြီးတော့လေဘင်းကအမတ်သားကသူမရဲ့တီအိုရီမှန်ကန်ကြောင်းတက်တည်ပြနေရလို့လည်းသူမကတွေးလိုက်ပါတယ်အဖြူရောင်နတ်ဆိုးကိုရှာတွေ့တာနဲ့သူတို့ရဲ့မိကုန်းတွေအားလုံးအပြေပေါ်လာလိမ့်မယ်လို့သူမကတွေးထားပြီးအဲ့ဒီနတ်ဆိုးကကီလိုမီတာ300အကွာမှာရှိတဲ့တိုကျိုမြို့မှာပထမဆုံးစပေါ်လာခဲ့တာလို့ပြောပြပါတယ်ဒါပေမဲ့ရုတ်တရက်ယိုကိုပျောက်သွားတာကို KJ တတိထားမိလိုက်ပြီးကြောင်တကောင်ကယိုကိုဖမ်းခေါ်သွားတာကိုကျွန်တော်တို့မြင်တွေ့လိုက်ရပါတယ်